မကျွတ်မလွတ်ဘဲနဲ့ရှိနေတဲ့ဝင်းကြီးတွေကျက်စားရအဖြစ်ကိုကဘာကျော်နေတဲ့တရေအချောက်ဆုံးကမ်းခြေကြီးတွေအကြောင်းကိုပြပြပေးချင်ပါတယ်။အိန္ဒိယနိုင်ငံဂူဂျာရက်ပြည်နယ်မှာရှိတဲ့ဒူးမတ်ကမ်းခြေကကဘာမှာအချောက်ချားဆုံးနဲ့အန္တရာယ်အများဆုံးသောကမ်းခြေတွေကတစ်ခုအဖြစ်ကိုသတ်မှတ်ခံထားရပါတယ်။ဒီကမ်းခြေရဲ့ထူးခြားချက်ကတော့တဲတောင်ပြင်ဟာပုံမှန်လိုဖြူပွေးမနေဘဲနဲ့မဲမှောင်နေတာဖြစ်ပါတယ်။အကြောင်းရင်းကတော့ရှေးရခင်ကဟိန္ဒူလူမျိုးတွေဟာတည်ဆုံးသူတွေရဲ့ရုပ်အလောင်းတွေကိုဒီကမ်းခြေမှာလာရောက်မေးတကြိုလေးရှိကြပြီးတော့အလောင်းတွေကနေထွက်တဲ့ပြတွေဟာတဲပြင့်တွေနဲ့ရောနှောသွားခဲ့လို့ပဲဖြစ်ပါတယ်။ဒီကမ်းခြေမှာညာဘက်လမ်းလျှောက်မိတဲ့ခီးသွွားတွေဟာအလွန်ကမှထိတ်လန့်စရာကောင်းတဲ့အဖြစ်အပျက်တွေကိုကြုံတွေ့ရလိမ့်ရှိပါတယ်။လေထုထဲမှာလူတွေအယိုးပြနှံ့လိုမျိုးထူးဆန်းတဲ့အနံ့သက်တွေကိုရရှိတတ်ပြီးဘယ်သူမှမရှိဘဲနဲ့အနောက်ကိုပြန်လှည့်ကြည့်ရဲဆိုတဲ့တူညစ်တဲ့တီးတိုးပြောဆိုတဲ့တွေကိုလည်းကြားတက်ရခဲ့ပါတယ်။ဒါပြင်ညာဘက်မှာကမ်းခြေမှာတယောက်တည်းလမ်းလျှောက်ရင်းနဲ့တဲလွန်စားမရှိပျောက်ကွယ်သွားခဲ့ရတဲ့ခီးသွွားတွေကလည်းမနေပါဘူး။ဒေသခံတွေကတော့မကျွတ်မလွတ်သေးတဲ့ဝင်းကြီးတွေဟာညာဘက်ဆိုရင်ဒီတေတောင်မြေပေါ်မှာလမ်းလျှောက်နေတဲကြပြီးတော့လူတွေကိုပင်လယ်ထဲဆွဲခေါ်သွားတတ်တယ်လို့အခိုင်အမာကိုယုံကြည်ကြပါတယ်။နံပါတ်2ကတော့ချန်ကီကန်ဂျီစင်ကာပူနိုင်ငံကချန်ကီကန်ဂျီဟာနေဘက်ခင်းမှာတော့အလွန်ကမှတာယာပေမဲ့လို့ညာဘက်မှာတော့ဒေသခံတွေတိတ်မသွားရဲတဲ့တမိုင်းဝင်အချောက်ဆုံးကန်ဂျီတစ်ခုဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်အတွင်း1942ခုနှစ်ကစင်ကာပူကိုသိမ်းပိုက်ခဲ့တဲ့ဂျပန်စစ်တပ်ဟာစူဂျင်မာဟာဗျူဟာအရာဂျပန်စမ်းချင်းရေလုပ်တယ်ဆိုပြီးတော့တန်တရားရှိလို့တရုတ်ကပြအမျိုးသားထောင်ပေါင်းများစွာကိုဒီကန်ဂျီမှာစုပြုံပြီးတော့ရရဆက်ဆက်တနက်နေ့ကိုပြစ်တက်ခဲ့ကြပါတယ်။ဒီကန်ဂျီမှာညနေပိုင်းလာရောက်ငါးဖမ်းတဲ့သူတွေစုံစားတဲ့သူတွေကထူးဆန်းတဲ့ငိုကြေးတန်တွေနဲ့တနက်ပြစ်တန်တွေကိုကြားလေရှိပါတယ်။အဆိုးဆုံးကတော့တဲတောင်မြေပေါ်မှာခေါင်းမပါတဲ့တရုတ်စစ်သားတွေရဲ့ဝင်းကြီးအရေးကြီးတွေကလမ်းလျှောက်နေတာမျိုးတွေပင်လယ်လိုင်းတွေကြားထဲကနေဖြူဖြောနေတဲ့လက်တွေကထွက်လာပြီးတော့အကူအညီတောင်းနေတာမျိုးတွေကိုလည်းမြင်တွေ့ရတတ်ပါတယ်။ကမ်းခြေမှာရှိတဲ့တချို့သောတစ်ပင်တွေနားမှာလည်းညာဘက်ဆိုရင်မကျွတ်မလွတ်တဲ့ဝင်းကြီးတွေကန့်ညစ်နေတာကြောင့်မလို့စင်ကာပူရဲ့အချောက်ဆုံးနေရာတွေတခုအဖြစ်ကိုမှယနေ့တိုင်ကိုနာမည်ကြီးနေစေဖြစ်ပါတယ်။နံပါတ်3ကတော့စကီလီတန်ကမ်းခြေပါ။အာဖရိကတိုက်နမီးဘီးယားနိုင်ငံမှာရှိတဲ့စကီလီတန်ကမ်းခြေလို့ခေါ်တဲ့အယိုးစုကမ်းခြေဟာဆိုရင်တော့ကမ္ဘာအန္တရာယ်အများဆုံးနဲ့ဗဟိနိအဆန်ဆုံးကမ်းခြေကြီးတွေဖြစ်ပါတယ်။ပေါ်တူဂီပင်လယ်ရေကြောင်းခီးသွွားတွေကဒီနေရာကိုငရဲပြည်ရဲ့တကဝါလူတော်မှာတင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။ဒီကမ်းခြေဟာထူထပ်လာတဲ့မြို့နှင်းတွေပြင်းထန်တဲ့လှိုင်းလုံးတွေနဲ့ကြောက်ဆောင်တွေကြောင့်မလို့တမိုင်းတစ်လျှောက်တင်မောပြတ်မှုပေါင်းများစွာဖြစ်ပွားခဲ့ပြီးတော့တင်မောသားထောင်ပေါင်းများစွာဟာကန္နာရနဲ့ပင်လယ်ကြားထဲမှာပိတ်မိပြီးတော့ရင်ငတ်ကရရဲဆက်ဆက်တည်ဆုံခဲ့ကြရပါတယ်။လက်ရှိမှာတော့ဒီကမ်းခြေတစ်လျှောက်မှာတန်ကြီးတက်နေတဲ့ရှေးဟောင်းတင်မောပြက်ကြီးတွေနဲ့ဝေလာငါးရိုးစုတွေလူအယိုးစုတွေဟာကန္နာရတဲပြင်ထဲမှာပြန့်ကျဲနေပြီးတော့ကြည်ုံနေရင်ကိုမှကြောချမ်းစရာကောင်းနေပါ යි ဒီနေရာကိုရောက်သွားတဲ့ခီးသွွားတွေဟာလေပြင်းတိုက်ခတ်တံတွေဂျားရဲကနေတည်ဆုံသွားခဲ့ရတဲ့တင်မောသားတွေရဲ့အော်ဟစ်အကူအညီတောင်းတတွေကိုကြားရတက်ပြီးတော့မြို့နှင်းတွေဂျားရဲကနေတင်မောပြက်ကြီးစီကိုဦးတည်သွားနေတဲ့ဝင်းကြီးအရှိအမဲကြီးတွေကိုလည်းမြင်တွေ့ရတတ်တယ်လို့ဆိုခဲ့ကြပါတယ်။မင်းရှိတို့အနေနဲ့ကရောအခုလိုမျိုးတရေချောက်တဲ့ကမ်းခြေတွေနဲ့ပတ်သက်ပြီးတော့အတွေ့အကြုံတွေရှိခဲ့သလားကွန်မန့်လေးမှာဖြေပေးခဲ့ကြပါဦး။အဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်။